သွားပိုးစားတာတွေတဖုံးရောင်တာတွေတဖုံးမှာပြီးတဲ့တာလည်းမျိုးခရင်းပြက်တနာတွေမဖြစ်အောင်ကာကွယ်လို့ရမယ်လူတိုင်းလဲလိုက်လို့ရမယ်လွယ်ကူတဲ့နီလန်တစ်ခုပြောပြမယ်အဲ့နီလန်ကလူတိုင်းလိုက်လို့ရအောင်အရန်ကိုလွယ်ကူတယ်ဆိုမဲ့နေ့တိုင်းလုံးမဖြစ်မယ်အဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ခရင်းကိုမမှန်ကန်ကန်နဲ့စနစ်တကျတန့်ရှင်းလုပ်တာပဲစနစ်မှန်သွားတိုက်နေလို့ပြောကြပါတော့เนาะကျွန်တော်တို့လူတော်များများကြတော့သွားတိုက်တဲ့နီလန်တွေမားနေကြတာကျွန်တော်တို့ခရင်းပြက်တနာတွေတော်တော်များများကြတော့လေသူတို့ဖြစ်တဲ့အကြောင်းရင်းတွေကိုအဓိကကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒါခရင်းတန့်ရှင်းမကောင်းလို့ပေါ့နော်သွားပိုးစားတော့ပဲကြည့်လိုက်သွားမှာတဲ့ဒီလိုအစာအကျွင်းချက်တွေကြံပြီးတော့မှဘက်တီးရီးယားတွေပေါက်ဖွားပြီးတော့အဲ့ဘက်တီးရီးယားတွေထုတ်တဲ့ကျွန်တော်တို့ acid ပျော့လေးတွေကြောင့်မို့လို့တဲ့သွားတွေကပိုးစားရတယ်တဖုံးပါကြောင့်ရောင်းလာလေတဖုံးမှာကြောက်လို့ရှင်လေတဲ့တချီတွေကြံလာပြီးတော့မှတဲ့အဲ့ဒီတချီမှာပဲဘက်တီးရီးယားတွေပေါက်ဖွားလာတယ်အဲ့ဒီဘက်တီးရီးယားတွေထုတ်တဲ့အဆိပ်တွေကြောင့်မို့လို့တဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေဖြစ်ပြီးတော့မှတဖုံးတွေရောင်းလာတယ်တဲ့သွားကြောက်တွေကဘာလို့တည်လာတာလဲသွားကြောက်တွေကကြတော့တဲ့ကျွန်တော်တို့တဖုံးမှာအစာကျွင်းကြံနေကြံပြီးတော့မှတဲ့အဲ့ဒီအစာတွေကအချိန်တွေအများကြီးကြာလာတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါရင်နှွေးချောရဲ့ဖြစ်မှာဂျိုးတွေတယ်လို့ပဲတဲ့သွားနဲ့တဖုံးနဲ့ကြားထဲမှာကြောက်တွေအနေနဲ့ဖြစ်လာတယ်တဲ့ဒါကကျွန်တော်ဥပမာ၃ခုအနေနဲ့ပြောပြတာပေါ့နော်ကြည့်လိုက်ပါဦးကျွန်တော်တို့ဒါအားလုံးကခရင်းတန်ရှည်မကောင်းလို့ဖြစ်တာပဲပေါ့နော်ကျွန်တော်တို့တွားစီကန်းကိုအကြောင်းရင်းတစ်ခုကြောင့်လာလိုက်ရတဲ့လူတွေကြည့်လိုက်ပြီဆိုလို့ရှိရင်လေတွားကြောက်တွေတွားကြိုးတွေမကတ်တဲ့လူဆိုတာမရှိဘူးပြီးတဲ့ခါကျလို့ရှိရင်တွားရဲ့အခြေတွေမှာဆိုလို့ရှိရင်လေတွားတွေတိုက်ထားလိုက်ကြတာကျန်းလွန်းလို့ပြက်ကြောင်ကြီးတွေပြက်ရာကြီးတွေအဲ့လိုပုံစံမျိုးနဲ့တွေ့ကြရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ကျွန်တော်မိတ်ဆွေအားလုံးကိုစနစ်မှန်သွားတိုက်နီးစနစ်တကျသွားတိုက်တဲ့နီလန်လေးကိုသင်ပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်နဲ့အတူတူလိုက်ပြီးတော့မှအဆုံးထိကြည့်အောင်ပြီးတော့မှကျွန်တော်တို့ရဲ့သွားတိုက်နီးကိုဒီနေ့ကစပြီးတော့မှကျွန်တော်သွားတိုက်ပြတဲ့ပုံစံလေးကိုစပြီးတော့မှပြောင်းကြည့်လိုက်အောင်လားခင်ဗျဒါဆိုရင်စကြမယ်နော်ကျွန်တော်တို့သွားတိုက်တဲ့ခါမှာဆိုလို့ရှိရင်သွားတိုက်ရမယ့်အပိုင်းက၃ခုရှိပါမယ်ကျွန်တော်တို့မြင်နေရတဲ့အပိုင်းလေးတွေဒါမြင်နေရတဲ့မျက်နှာပြင်ပေါ့နော်အပြင်ဘက်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့စားတဲ့ဝါတဲ့မျက်နှာပြင်တွေဒီမျက်နှာပြင်တွေကိုတိုက်ရမယ်ပြီးတဲ့ခါကျလို့ရှိရင်အတွင်းဘက်သွားရဲ့အတွင်းဘက်အပိုင်းတွေတိုက်ရမယ်ကျွန်တော်တို့၃ခုတိုက်ရမယ်ပေါ့နော်ဒီအပြင်ဘက်တွေကိုတိုက်တဲ့ခါမှာကျွန်တော်တို့အဓိကမားနေကြတာကြတော့ဘလို့မားနေကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသွားလိုက်တန်တွေကိုသွားပြီးစီပြီးတော့မှဒီလိုကြီးတိုက်မိနေကြတာပေါ့နော်အခုကျွန်တော်တိုက်ပြတဲ့ပုံစံကိုလည်းကြည့်လိုက်ပါအဲ့လိုတိုက်နေတယ်ဆိုလို့ရှိရင်သွားရဲ့ဒီအဖျားလေးတွေကကျတော့လုံးဝပြောင်းပြီးတော့မှဒီအရင်တွေကလုံးဝမပြောင်းဖြစ်နေတာပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်သွားနဲ့တဖုံးနဲ့ဆက်တဲ့နေရာတွေမှာဆိုလို့ရှိရင်ကြောက်တွေတဲတယ်ပြီးတဲ့ခါကျဒီနှချောင်းကြားတွေမှာအစာတွေကျန်ပြီးတော့မှပိုးတွေစားပြီးဆိုလို့ရှိရင်ဒီသွားနှချောင်းကြားတွေမှာပိုးစားတာမျိုးတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီအပြင်ဘက်တွေကိုသွားတိုက်တဲ့ခါမှာပထမအဦးဆုံးဘာလုပ်ရမလဲဆိုတော့ခါကျတော့ဒီလိုလေးနည်းနည်းလေးဟားလိုက်ပါဒီလိုကြီးစီပြီးတော့မှဒီလိုကြီးတိုက်နေရမျိုးမဟုတ်တော့ဘဲနဲ့ဒီလိုလေးနည်းနည်းလေးဟားလိုက်မယ်ပြီးတဲ့ခါကျလို့ရှိရင်သွားတိုက်တန်ကို45ဒီဂရီတဖုံးနဲ့သွားနဲ့ဆက်တဲ့နေရာမှာတင်လိုက်ပါမယ်45ဒီဂရီဖြစ်တဲ့အတွက်ဒီလိုတက်မဟုတ်ပါဘူးဒီလိုလေးဆောင်းပြီးမှတင်လိုက်ပါဒါကတော့အောက်ဘက်ကိုဆိုဒီလိုလေးတင်ရမယ်အပေါ်ဘက်ကိုဆိုလို့ရှိရင်ဒီလိုလေးတင်ရမှာဖြစ်ပါတယ်ပြီးတော့သွားရိုက်တန်ကိုရွှေ့လျရတဲ့အချိန်မှာကျွန်တော်တို့အထက်အောက်ရွှေ့လျရလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီအောက်ဘက်ကိုတိုက်တယ်ဆိုလို့ရှိရင်ဒီလိုပင့်တိုက်လို့ရတယ်အပေါ်ဘက်ကိုတိုက်တယ်ဆိုလို့ရှိရင်ဒီလိုလုပ်လို့ရတယ်အဲ့လိုမျိုးတွေမတိုက်ချင်ဘူးဆိုလို့ရှိရင်သွားရိုက်တန်ကိုကျွန်တော်တို့ဆက်ဝိုင်းပုံစံလေးဝိုင်းလို့ရတယ်ပေါ့နော်အဲ့ဆိုရွှေ့လျရတာကျတော့3ခုရွှေ့လျရလို့ရတယ်ဒီလိုမျိုးအထက်အောက်ရွှေ့လျရလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုလဲသွားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုဆက်ဝိုင်းပုံစံလေးသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုကန့်လန့်ပြက်ကြီးကတော့လုံးဝမဖြစ်ရပါဘူးအဲ့ဆိုတော့ကိုစိတ်ကြိုက်ပုံစံမျိုးနဲ့တိုက်ပေါ့နော်ဒီလိုလေးတိုက်ချင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုတိုက်ချင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုတိုက်ချင်လည်းရတယ်ကျွန်တော်ကတော့ဒီလိုမျိုးနဲ့ဒီလိုမျိုးတိုက်ရတာကိုပို့ပြီးတော့ကိုယ့်အနေနဲ့ကိုဆိုလို့ရှိရင်နစ်တက်တယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသွားလိုက်တန်ရဲ့အရွယ်အစားအရာသွား2ချောင်းလောက်တော့မိမယ်ဒီနေရာမှာဒီလိုတင်လိုက်မယ်45ရွေတင်ပြီးတော့မှဒီလိုတိုက်မယ်ပေါ့နော်တနေရာမှာကြာလို့ရှိရင်ကျွန်တော်တို့9ချိန်ကနေ10ချိန်ထိရွှေ့ပါပြီးလို့ရှိရင်ရွှေ့လာပါမယ်စက်တိုက်ရွှေ့လာမယ်စက်တိုက်ရွှေ့လာမယ်ပြီးရင်အပေါ်သွားလိုက်မယ်အဲ့လိုတိုက်လူပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုပေါ့နော်အခုတိုက်နေတာကြတော့အဲ့လိုပုံစံမျိုးတိုက်နေအခုအဲ့လိုမတိုက်ခိုင်းဘူးအပြင်ဘက်တိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ပစံနေနေလေးဟာရမယ်အဲ့လိုဟာစရာမလိုဘူးဒီလိုနည်းနည်းလေးပဲပေါ့နော်ဟာပြီးတော့မှသွားလိုက်တဲ့အောင်ဒီလိုထည့်လိုက်ပါပြီးဒီလိုတိုက်ခိုင်းတာပါ9ချက်ကနေ10ချက်ကြာလောက်ပုတ်ခိုင်းနေဆိုတာကြတော့ကျွန်တော်တို့ဘယ်လောက်မှမကြောက်1 2 3 4 5 6 7 8 2 3 4 5 6 7 8 1 2 3 4 5 6 7 8ဟောအောက်ဘက်ကိုတော့မယ်1 2 3 4 5 6 7 8 1 2 3 4 5 6 7 8အဲ့လိုပုံစံမျိုးပေါ့နော်ဒါကတော့အပြင်ဘက်ကိုတိုက်တာပါအပေါ်တက်အောက်တက်ကိုမှအဲ့လိုဆက်တိုက်လာမယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီအပြင်ဘက်ပြီးသွားပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီဝါတဲ့စားတဲ့မျက်နှာပြင်လေးကိုတိုက်ပါမယ်ဝါတဲ့စားတဲ့မျက်နှာပြင်လေးကိုတိုက်ရတာကြတော့ကျွန်တော်တို့လူတော်တော်များများအဲ့ဒါကြတော့တိုက်တတ်တယ်အရန်ကိုလွယ်တယ်ပေါ့နော်ဒါလို့ရှီတုံနောက်ဆိုအဲ့လိုလေးတိုက်ရအောင်ပါမယ်
အဲ့ဒါကလည်းကျွန်တော်တို့10ချက်ဝန်းကျင်လောက်ရွှေ့ထားမယ်နောက်ဆုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအန်သွားလေးတွေမှာဆိုလို့ရှိရင်ကိုယ့်အနေကိုလည်းကြည့်ကြည့်ပေါ့နော်ကျွန်တော်တို့တောင်လေးတွေခြိုင်ဝမ်းလေးတွေပါနေလို့ပဲအဲ့မှာဆိုလို့ရှိရင်အစာတွေပို့ပြီးတော့မှကျန်တယ်ဒီလိုလေးနောက်ဆုံးမှာအဲ့လိုလေးအချောတက်ခဲ့လို့ရှိရင်လည်းရပါတယ်ခင်ဗျအဲ့ညမှာကိုကအန်ဆုံးတွေပေါက်နေတယ်ဆိုလို့ရှိရင်သွားလိုက်တန်လေးကိုဒီလိုလေးနည်းနည်းထောင်ပြီးတော့မှအဲ့လိုလေးမွေတိုက်ပြီးလို့ရှိရင်ကောင်းပါတယ်အန်ဆုံးပေါက်နေတဲ့လူတွေဆိုလို့ရှိရင်အဲ့လိုလေးမွေတိုက်ပြီပေါ့နော်ပြီးရင်ဒီအပေါ်တွားဆိုလို့ရှိရင်လည်းအဲ့လိုပဲကျွန်တော်တို့ပါဇက်ကတော့လောက်ကြီးဟာလို့မရဘူးပေါ့ဒါကတော့ကျွန်တော်အားလုံးကိုမြင်အောင်ပြပေးတာ1 2 3 4 5 6 7 8ပြီးရင်10ချက်လောက်တိုက်ရင်ပိုကောင်းပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ကသွားရဲ့ဒီအပြင်ဘက်ရဲ့ဝါးတဲ့မျက်နှာပြင်ရဲ့ပြီးတော့ပါပြီလူတော်တော်များများကျွန်တော်တို့မိနေကြတဲ့အချက်ကကြတော့ဒီအတွင်းဘက်တွေကိုမတိုက်တာပဲပေါ့နော်အတွင်းဘက်တွေကိုကြတော့သွားလိုက်တန်ကိုကျွန်တော်တို့ဒီလိုထည့်လိုက်မယ်ဒီလိုထည့်လိုက်မယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီလိုလဲဝိုင်းလို့ရတယ်1 2 3 4 5 6ခွန်1 2 3 4 5 6ခွန်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့သွားလိုက်တန်ကိုဒီလိုအထဲကိုဒီလိုထိုးထည့်လဲရတယ်ကျွန်တော်အဲ့နေရာမှာကန့်လန့်ပြက်ကြီးမဖြစ်တော့ဘူးလားဆိုတော့ကန့်လန့်ပြက်ကြီးဘယ်တော့မှမဖြစ်တော့ဘူး။ဘာကြောင့်လဲဆိုရင်ဒီနေရာမှာအရှိသွားခံနေတာမို့လို့သွားတော့ဒီလိုကန့်လန့်ကြီးဘယ်လိုမှထည့်လို့မရဘူးပေါ့နော်။ဒီလိုလေးထောင်ထောင်လေးဖြစ်တဲ့အတွက်ဒါလေးကအထက်အောက်ပုံစံမျိုးလေးပို့သွားတယ်။ကျွန်တော်ကတော့အတွင်းဘက်တွေဆိုလို့ရှိရင်ဒီလိုတိုက်ရတာပို့ကြိုက်တယ်။ဒီရဲ့အရှိဘက်တွေဆိုတော့ဒီလိုပုံစံမျိုးလေးချစ်ထုတ်လိုက်ရမယ်။ဒီအပေါ်ဘက်တွေဆိုလို့ရှိရင်လည်းတွားလိုက်တောင်ဒီလိုထည့်မယ်ပြီးတော့မှအဲ့လိုပုံစံမျိုးလေးတိုက်ရမယ်။အဲ့လိုပုံစံမျိုးလေးတိုက်လိုက်မှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့သွားရရဆိုလို့ရှိရင်အပြင်ဘက်တွေရောဝါးရဲမျက်နှာပြင်တွေရောအတွင်းဘက်တွေရောအကုန်လုံးပြောင်းသွားပြီကျွန်တော်တို့ခရင်းထဲမှာဘာတွေကြံနေခဲ့သေးလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့အာကောင်နဲ့ရှာတွေလည်းကြံနေရပေါ့နော်အာကောင်ကိုကြတော့ဘယ်လိုတိုက်ရမှာလဲဆိုတဲ့ခါကျလို့ရှိရင်အာကောင်တော်တော်များများမတိုက်ကြဘူးဒီလားအဲ့ဒီအာကောင်တိုက်ဖို့ပြောရဲဆိုအာကောင်ဘဝတက်တက်လုံးကတစ်ခါမှမတိုက်ဘူးအဲ့လိုပုံစံမျိုးပြောကြတယ်အာကောင်တိုက်လို့ရှိရင်လည်းတော်တော်များများစတိုက်ခါစားဆိုပြို့တာများတယ်အဲ့ဆိုအာကောင်လေးကိုတော်လိုက်တန်ထဲတဲ့ခါမှာဒီလိုလေးတုတ်တီလေးတောင်းထဲနေပေါ့နော်ထဲတော့လုံးဝထည့်လိုက်မယ်နည်းနည်းခက်ဖိဖိလေးထည့်ထားမယ်ပြီးတော့မှအဲ့လိုမျိုးအပြင်ဘက်ကိုဆွဲထုတ်ပါတော့အဲ့ဆိုလို့ရှိရင်တိုက်ရတာပိုကောင်းတယ်နောက်ပိုင်းအာကောင်တိုက်စားရှိသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာကောင်မတိုက်ရင်တော့မနေနိုင်တော့ဘူးမစင်ဘူးလို့လည်းပို့ပြီးတော့မှခံစားရမယ်ပေါ့နော်မတိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အာကောင်တိုက်ခါစားမှာဆိုလို့ရှိရင်ကကြတော့နည်းနည်းပြုတ်နိုင်တယ်အဲ့ဒါကြောင့်မို့သွားလိုက်တန်ကိုမရဲတရဲလေးထည့်တာမျိုးမဟုတ်နဲ့ဖိပြီးတော့မှထည့်မယ်ပြီးတော့မှရဲတိုက်မယ် red တွေတော့နည်းနည်းပါတော့ဖြစ်နိုင်တယ်အချိန်မှာဆိုလို့ရှိရင်ကိုကအတက်ကိုပုံမှန်ရှူထားမယ်စိတ်တွေလျှော့ထားမယ်အတက်ရှူတဲ့အခါမှာပါးစပ်နဲ့မရှူဘဲနဲ့နှာခေါင်းနဲ့အတက်ရှူပေးမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အာကောင်လည်းပြီးသွားပြီပြီးတော့ကျွန်တော်တို့နောက်ဆုံးရှာကြီးကျင်တယ်ရှာကိုကြတော့ကျွန်တော်တို့တရားကိုပြောင်းတဲ့ချိန်မှာရှာကိုအပြင်ထုတ်ပြလို့ပဲရှာကို rig နဲ့ဆိုထုတ်ပြီးတော့မှကျွန်တော်တို့လက်လိုပဲရှာရတယ်ကျွန်တော်တို့ပြောနေလို့ရတယ်တောင့်ထားလို့ရတယ်ရှာကိုထုတ်မယ်ပြီးရင်တောင့်ထားမယ်ပြီးတော့မှအဲ့လိုလေးချစ်ချပေးပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါသွားတိုက်တာကတော့အကုန်လုံးဆင်သွားပြီလို့သတ်မှတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီသွားမတိုက်ခင်မှာဘာလုပ်ထားရမလဲဆိုတဲ့ခါကျတော့ဒီသွားကြတိုင်းကိုကျွန်တော်တို့ floss ကြိုးလို့ခေါ်တဲ့အဲ့ကြိုးလေးနဲ့ထုတ်ထားတယ်အဲ့ဒါမှဒီသွားကြားတွေကလည်းပြောင်းမှာပေါ့နော်ကျွန်တော်တို့သွားတိုက်တာကြတော့ကျွန်တော်တို့သွားတွေအကုန်လုံးတော့ပြောင်းသွားတယ်ဒါပေမဲ့သွားနှစ်ချောင်းကြားအဲ့လိုဆက်တဲ့နေရာတွေကိုကြတော့ကျွန်တော်တို့ floss ကြိုးတွေနဲ့ကျွန်တော်တို့ဆွဲထုတ်ပေးရမယ်အဲ့ကြမှာပဲကျွန်တော်တို့က90%လောက်ပြောင်းမှာတကယ်လို့ကိုကသွားကြားတွေကို vlogs တွေနဲ့မတုံဘူးကျွန်တော်ပြလို့ပဲသွားတိုက်တာလေးပဲလုပ်တယ်ဆိုလို့ရှင်ကတော့90%နှုန်း80%နှုန်းလောက်ကတော့ပြောင်းမှာပေါ့နော်တကယ်လို့ကိုက vlogs တွေပါတေချာသုံးတယ်ဆိုလို့ရှင်ကတော့ဒါ90%နှုန်းလောက်ပြောင်းမယ်သွားနဲ့ခရင်ယောဂါတွေကိုလည်းတော်တော်များများကာကွယ်ပြီးသားဖြစ်မယ်လူတိုင်းအတွက်သွားလိုက်ဆေးရကြတော့ fluoride ပါတဲ့သွားလိုက်ဆေးကိုရွေးလိုက်ရပြီးတော့မှသွားလိုက်တန်ကတော့နုရာလေးတွေသုံးပေးပါသွားလိုက်တန်တွေကို3လတစ်ချိန်လဲပေးပါခင်ဗျာဒါဆိုရင်တော့သွားဘယ်လိုတိုင်းရမလဲဆိုတော့ဘူးတူတိုင်းရမယ်လို့ထင်ပါတယ်လက်ဖက်ကြရင်တော့သွားနှချောင်းကြားတွေကိုကျွန်တော်တို့ vlog ဘယ်လိုထိုးရမလဲဆိုတဲ့ဗီဒီယိုကိုသင်ပေးမှာဖြစ်ပါတယ်ခင်ဗျာနေ့ရက်တိုင်းမှာပြုံးနေကြပါစေခင်ဗျာ